ဒီကနေ့မနေ့မှာညီကိုမောင်နှမတွေကိုကျွန်တော်ပြောလို့ခြင်းတဲ့စကားတွေရှိပါတယ်အဲ့ဒီအကြောင်းအရာကတော့လူခန္ဓာကိုယ်အကြောင်းပဲဖြစ်ပါတယ်လူခန္ဓာကိုယ်ဆိုတာကတော့ကျွန်တော်တို့တချို့ကတော့အရက်ရှည်တယ်တချို့ကအရက်ပူတယ်တချို့ကြတော့အသားဖြူတယ်တချို့ကြတော့အသားမဲတယ်တချို့ကြတော့အသားညိုတယ်ပေါ့နော်တချို့လဲနီဆက်ဆက်နဲ့တချို့ကြတော့လဲပန်းရောင်လေးကိုတန်းနေတယ်ဒီလိုခန္ဓာကိုယ်အသားရည်တွေရှိကြတယ်ပေါ့နော်ဆိုတော့တချို့သောသူတွေကအမိဝမ်းကလေးကမွေးဖွားကလေးကကျွန်တော်တို့ကျမ်းမာတန်ဆွမ်းတဲ့အင်္ဂါအစိတ်ပိုင်းပြည့်စုံတဲ့မမွေးလာဘူးပေါ့နော်ချွင်းချက်တစ်ခုပေါ့ကျွန်တော်တို့ဒါကလည်းအမိဝမ်းကလေးမှာကမိခင်ကကျွန်တော်တို့ဒီစေဝါးတွေသုံးဆွဲတာများတဲ့အခါမှာကျွန်တော်တို့ဒါချွင်းချက်ဖြစ်သွားတဲ့အကြောင်းရင်းလဲရှိနိုင်ပါတယ်မွေးဖွားလာတဲ့အခါမှာတချို့သောသူတွေကတော့အင်္ဂါအပြည့်စုံနဲ့မွေးလာတယ်ပေါ့နော်ကြီးပြင်းလာတဲ့အခါမှာလဲငယ်ရွယ်စဉ်ကလေးဘဝနေပြီးတော့စပြီးတော့သူကကြမ်းကြမ်းမာမာနဲ့မွေးဖွားလာပြီးတော့တန်ဆွမ်းတယ်ဆိုတာတွေ့ရတယ်နော်ဆိုတော့တချို့သောသူတွေကတော့ပိုလီယိုပြောမယ်ဆိုရင်တော့အကျော်ဆွဲတယ်ပေါ့နော်ဒါကလည်းချွင်းချက်တစ်ခုပါပဲဘာပဲဖြစ်ဖြစ်ဖျားရှင်ရဲ့အလိုတော်အရာပဲဖြစ်တယ်ဆိုတာကိုဝန်ခံရမှာဖြစ်ပါတယ်နောက်တစ်ခုပြောချင်တာကတော့ဘာလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်အာဟာရပေါ့နော်အာဟာရပြည့်စုံဖို့အတွက်ကိုလည်းကျွန်တော်တို့စုံလင်စွာစားတောက်မယ်ဆိုရင်ဟင်းသီးဟင်းရွက်ကျွန်တော်တို့သေဥသေဖုပါငါမျိုးစုံပေါ့နော်ကျွန်တော်တို့ဒီအရာတွေကိုစားတောက်နေထိုင်သွားမယ်ဆိုရင်တော့ငယ်စဉ်ကလေးကပေါ့နော်ကျွန်တော်တို့ကြီးလာတဲ့အထိစားရတောက်ရတယ်ဆိုရင်ကျွန်တော်တို့ဒီလူတစ်ယောက်ကဒီကလေးတစ်ယောက်ကဒီလူငယ်တစ်ယောက်ကသူကကျမ်းမာတန်ဆွမ်းပြီးတော့ခန္ဓာကိုယ်မှာကျွန်တော်တို့အမြဲတမ်းလန်းဆန်းနေမှာဖြစ်တယ်တက်ကြွနေမှာဖြစ်တယ်သို့တော်လည်းကျွန်တော်တို့လူတစ်ယောက်ကပိုလီယိုကဲ့သို့ကျွန်တော်တို့အကျော်ဆွဲပြီးတော့မပြည့်စုံစွာနဲ့သူ့ဘဝအသက်တာမှာကြော်ဖြတ်နေမယ်ဆိုရင်တော့ဒါကဘာလဲဆိုတော့လေဒါကချွင်းချက်တစ်ခုရှိခဲ့လို့ပါပဲကျွန်တော်တို့ဒါကြောင့်မလို့အာဟာရပြည့်စုံသွားခန္ဓာကိုယ်ကိုကျွေးမွေးစောင့်ရှောက်တဲ့ကဲ့သို့စားတော့ရတဲ့ကဲ့သို့ကျွန်တော်တို့ဝိညာဉ်ရေးရာအသက်တာဖျားနဲ့ပတ်သက်တဲ့အရာတွေလဲကျွန်တော်တို့ပိုလီယိုအယိုးကျော်ဆွဲတဲ့